မြန်မာနိုင်ငံရဲ့ယဟန်တန်ခါနဲ့တကွအောင်မြင်သူတွေရဲ့သမိုင်းတွေကိုသွားပြီးတော့ကြည့်မယ်ဆိုရင်အင်္ဂါသားသမီးတွေဟာနံပါတ်1နေရာမှာယူတယ်ဆိုတာကိုသွားပြီးတော့တွေ့ရပါတယ်။ဒီနေ့မှာတော့အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေရဲ့ဘဝအောင်မြင်ရေးနဲ့ပတ်သက်ပြီးတော့သိထားရှိထားလေ့လာထားရမယ်သိမှတ်ထားရမယ်အကြောင်းအရာလေးတွေကိုအနေငယ်မျှဝေပေးသွားချင်တာဖြစ်ပါတယ်။အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေဘဝမှာအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်မဖြစ်မနေလိုက်နာရမယ်သိထားရမယ်အချက်နှစ်ချက်ရှိတယ်။ဒီအရာကိုကျွန်တော်မြမရိုးရာအင်္ဂါဝိဇ္ဇာဗီဒင်ပညာရက်မှာဆိုလို့ရှိရင်ရှေ့ကဆရာကြီးတွေကအတီအလင်းတွေကိုဒါပေါ်ပြထားခဲ့တယ်ဆိုတာကိုသွားတွေ့ရတယ်။အင်္ဂါသားသမီးတွေရဲ့အင်္ဂါဝိဇ္ဇာတိုင်းကိုထူလိုက်တဲ့အခါမှာအပေါ်ဆုံးနဝင်းဌာနမှာစဏီနံရှိပြီးတော့အခိုက်အမြင့်လို့ခေါ်တဲ့နေရာဌာနမှာတနင်္လာကြိုးရှိနေတယ်ဆိုတာကိုသွားတွေ့ရတယ်။အပေါ်ဆုံးနဝင်းလို့ခေါ်တဲ့အောင်မြင်ခြင်းပျော်ရွှင်ခြင်းပြည့်စုံခြင်းလို့ခေါ်တဲ့နေရာမှာနဝင်းဆိုတာအောင်မြင်တာဖြစ်တယ်ပြင်စပွက်နဝင်းဆိုတာအောင်မြင်ခြင်းပြည့်စုံခြင်းကြွယ်ဝခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုဖော်ပြတဲ့သဘောတဘာဝအဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီအောင်မြင်ခြင်းဆိုတဲ့နေရာဌာနမှာစနေကြိုရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေဟာဒီလောကကြီးထဲမှာယာထုဂုဏ်သိက္ခာနော်ဒါအစဉ်အတန်းဒီအရာတွေကိုရရှိပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့လောကကြီးတွေကိုဖြတ်သန်းတဲ့အခါမှာလူတယောက်ကပညာလိုချင်တယ်လူတယောက်ကယာထုတွေလိုချင်တယ်နော်လူတယောက်ကပြည့်စုံမှုတွေလူတယောက်ကကြွယ်ဝမှုတွေလိုချင်တယ်ဆိုရင်ဘယ်လိုနေရမလဲစသဖြင့်ဒါနဲ့ပတ်သက်ပြီးတော့ဒါလောကကြီးတွေကိုကြည့်လိုက်တဲ့အခါမှာမြင်ရတွေ့ရမယ့်အရာတွေအများကြီးရှိတယ်လောကကြီးထဲမှာပညာလိုချင်တဲ့ပုဂ္ဂိုလ်အတွက်ဆိုလို့ရှိရင်စိတ်ရှည်ရတယ်သိခံရတယ်ဥစ္စာလိုချင်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဖြင့်စိတ်ရှည်သိခံမှုတွေမကတော့ဘဲနဲ့လုတ်တဲ့ကင်တဲ့ဖို့တွေလိုအပ်လာတယ်ဆရာကောင်းသမားကောင်းတွေအများကြီးပါဝင်ပတ်သက်ပြီးတော့လိုအပ်လာမှာဖြစ်တယ်ဒီတော့အင်္ဂါသားသမီးတွေရဲ့အပေါ်နဝင်းဌာနမှာရှိတဲ့စဏီနံရဲ့ဂုဏ်သိက္ခာတွေယာထုတွေအစဉ်အတန်းတွေကိုလိုချင်တယ်ဆိုရင်အခိုက်ဌာနမှာရှိတဲ့တနင်္လာလို့ခေါ်တဲ့ကြွားတာတွေနော်မလိုအပ်ဖဲနဲ့ပြောမှဆိုလို့ရှိရင်ဒါစကားကြီးတအားပြောတာတွေနောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့တနင်္လာဆိုတာကတင်ကြားတာပြီးသွားတဲ့အခါကျတဆင့်ကံပြီးသွားတဲ့အခါကျအာမခံနေဖြစ်တယ်အဲ့တော့အင်္ဂါသားသမီးတွေဟာသူများတွေကိုတအားကြီးတင်ကြားတယ်ကိုယ်တိုင်ကအဆင့်အမြင့်နော်ယာထုတွေဌာနရတွေလုံးဝပြည့်ပြည့်စုံစုံမရရှိသေးတဲ့အချိန်မှာတခြားသောပုဂ္ဂိုလ်တွေကိုတင်ကြားပို့ချခြင်းတွေကိုမဖြစ်မနေရပ်တန့်ဖို့အထူးလိုပါတယ်။ကျောင်းစရာအဖြစ်နဲ့အတမွေးကျောင်းပြုတဲ့အင်္ဂါသားသမီးတွေတောင်မှသူတို့အနေနဲ့အောင်မြင်ထားတဲ့အတန်းပညာတွေဘွဲ့ဒီဂရီတွေမရှိဘူးဆိုရင်အဲ့ဒီကျောင်းစရာဘဝမှာတောင်မှသူတို့တွေကကက်ခဲပင်ပန်းစွာဖြင့်အတမွေးရတတ်တွေရှိတယ်ဆိုတော့သွားတွေ့ရတယ်။ဒီတော့ကြောင့်မလို့အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေအနေနဲ့ဘဝမှာအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1ကိုဟာအရင်ဦးဆုံးသင်ယူရတဲ့ပုံကိုဖြစ်အောင်ကြိုးစားအထောက်ပေးရမယ်။နောက်တစ်ချက်ကတော့ဗာလဲဆိုတော့တအားကြွားတာငါသိတယ်ငါတက်တယ်ငါရှိတယ်ငါလုံနိုင်တယ်ငါတယောက်တည်းလုပ်လို့ဖြစ်တယ်ဆိုတဲ့အတွေ့အမျိုးတွေကိုဘယ်တော့မှမရှိဖို့လိုအပ်ပါတယ်။အင်္ဂါသားသမီးတွေရဲ့အညွန့်လို့ခေါ်တဲ့နေရာဌာနမှာဗုဒ္ဓဟူးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေအနေနဲ့လောကကြီးထဲမှာအင်္ဂါသားသမီးမှမဟုတ်ပါဘူးလောကကြီးထဲမှာလူစုလူဝေးရဲ့ကြားထဲမှာလူအများရဲ့ကြားထဲမှာအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်ယာထုဂုဏ်သိက္ခာတွေရဖို့အတွက်ဆိုလို့ရှိရင်ဘလို့ပဲဖြစ်နေပါစေလူတွေအားလုံးနဲ့တက်အောင်ပေါင်းသိရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့တစ်ချက်အားနည်းချက်ကဘာလဲဆိုတဲ့အခါကျတော့ကိုဟာယာထုဌာနရတွေမရရှိသေးတဲ့အချိန်မှာတအားကြီးပြောမှဆိုလို့ရှိရင်ဆရာကြီးလောက်တာပြင်ဆင်ပေးရမှာဖြစ်ပါတယ်ကိုမချမ်းသာသေးဘဲနဲ့တခြားသောပုဂ္ဂိုလ်ချမ်းသာတဲ့အကြောင်းတွေပြောလို့မရသလိုပဲဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်ကိုပညာတကယ်မတတ်သေးဘဲနဲ့ကိုတကယ်ယာထုတွေမရသေးဘဲနဲ့သူများတွေကိုတင်ကြားပို့ချတာတွေကိုမလုပ်ဖို့အထူးလိုတယ်နောက်တစ်ချက်ကတော့မလိုအပ်ဖဲနဲ့ကြွားတာတွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုအာမခံပေးတဲ့ကိစ္စတွေအထူးသတိထားပေးရမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေကငွေရှာတဲ့နေရာမှာအလွန်အင်မတန်မှကိုတော်တယ်စီးစနစ်လည်းရှိတယ်စီကံလည်းကြီးတယ်ဒါပေမဲ့လို့သူများရဲ့ကိစ္စတွေကိုအာမခံပေးတဲ့အတွက်ကြောင့်မလို့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အဆုံးရှုံးသောပုဂ္ဂိုလ်ကိုပြောမယ်ဆိုရင်လည်းအင်္ဂါသားသမီးတွေဟာနံပါတ်1နေရာလောက်မှာကိုသွားပြီးတော့ယူတယ်ဆိုတော့သွားတွေ့ရတယ်ဒီတော့ကြောင့်မလို့အင်္ဂါသားသမီးတွေဘဝမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်အခိုက်ဌာနမှာရှိတဲ့ကြွားခြင်းဝါခြင်းတွေကိုမရှိရဘူးကိုတကယ်မပြည့်စုံသေးဘဲနဲ့သူတို့ဘာကိုသွားပြီးဆရာကြီးလောက်တာတွေကိုဆင်ញင်ပေးရမယ်နောက်တစ်ချက်ကတော့သူများတွေကိုသွားပြီးအာမခံပြီးတော့စိုက်ထုတ်ပေးတာတွေအာမခံပြီးတော့စိုက်ပြီးတော့ကူညီပေးတဲ့ကိစ္စတွေကိုရှောင်ရှားဖို့အထူးလိုအပ်ပါတယ်အဲ့ဒီလိုမျိုးသာနေထိုင်သွားခဲ့မယ်ဆိုရင်မိမိရရှိဖို့နော်ပညာတွေရရှိဖို့အတွက်ကိုပထမအဆုံးသင်ကြားမယ်ယာထုဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ရရှိဖို့အတွက်ကိုစိတ်ရှိမယ်တီးခံမယ်စဉ်းစားကြည့်ပေါ့ယာထုရဖို့အတွက်ဆိုလို့ရှိရင်အထက်လူကြီးကပေးမှာဖြစ်ပါတယ်အထက်လူကြီးရဲ့ရှေ့မှာငါပြည့်စုံတယ်ငါအဆင်ပြေတယ်ငါသိတယ်ငါတက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နေမယ်ဆိုရင်
ဘယ်တော့မှယာရုသည်ရမှာမဟုတ်ပါဘူးဒီတော့ကြောင့်မလို့အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေအနေနဲ့ဘဝမှာယာရုဌာနတိုင်းနဲ့ပတ်သက်ပြီးတော့အလွယ်တကူရဖို့အဆင်ပြေဖို့အတွက်ဆိုလို့ရှိရင်တနင်္လာလို့ခေါ်တဲ့စောစောပြောသွားတဲ့အချက်တွေကိုပြင်ဆင်ဆင်ញင်ထားဖို့လိုအပ်ပါတယ်ကိုတကယ်မသိကိုတကယ်မတက်သေးတဲ့အချိန်မှာသိကြအောင်တက်ချအောင်ဆောင်တဲ့အလေးကျင့်တွေကိုဖျောက်လိုက်မယ်ဆိုရင်အင်္ဂါသားသမီးတွေအနာဂတ်မှာအောင်မြင်ကြီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေမုတ်ချဖြစ်လာမှာဖြစ်ပါတယ်